မိဘရဲ့ရာထူးကုံအရှိန်အဝါတွေကြောင့်လိုင်းပေါ်မှာအခုလိုလူပြောများနေတဲ့မိထက်လူကတော့မြန်မာလေးရေးစင်မျိုးသမီးအသင်းမှာအကူရတဲ့တိုက်စစ်မှုကောင်တယောက်ပါရှင်အသက်ငယ်ပြီးမဲ့အရေးချင်းကောင်းတွေပိုင်ဆိုင်ထားသူလေးလို့ပြောရမှာပါနော်ဘောလုံးကစားရမှာလေအမျှော်မြင်ရှိကစားတတ်တယ်လို့ကျောင်းပညာရေးဘက်မှာဆိုရင်လေအမေရိကန်က UCLA မှာတယောက်ခွင့်ရခဲ့တဲ့အထီကိုအရေးချင်းရှိတဲ့သူပါမိဘတွေကရာထူးကုံကြီးကြသူတွေပြီးမိထက်လူကိုဆရာဝန်အလုံးနဲ့အသက်မွေးကြောင်ပြုစီချင်းကြပြီးမဲ့မိထက်လူကတော့ဘောလုံးအားကစားမှာအရန်ကိုဝါသနာပါလို့ပါရမီပါလာသူတယောက်ဖြစ်နေပါတယ်မိဘရဲ့စိတ်တိုင်းကျဆရာဝန်အလုံးနဲ့အသက်မွေးကြောင်ပြုရမယ်ဆိုရင်လည်းအကစားဆရာဝန်လုပ်ဖို့အတွက်ရည်ရွယ်ထားသူပါလက်တော်ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့သတင်းကတော့မိထက်လူရဲ့မိဘတွေကဖခင်ကဆိုရင်တော့စစ်တပ်ကဒုတိယဗိုလ်မှူးကြီးတယောက်ဖြစ်တယ်လို့ချမ်းသာကြွယ်ဝတဲ့မိသားစုအတိုင်းဝိုင်းကဆိုပြီးသတင်းတွေကပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်ဒီသတင်းပြန့်နှံ့လာမှုနဲ့တူပြည်သက်တွေကတော့မိထက်လူကိုဆက်ပြီးတော့အားပေးနေတယ်ဆက်ပြီးတော့အားမပေးတော့ဘူးဆိုတဲ့အဖွဲ့ကလည်းနှစ်ဖွဲ့ကွဲသွားခဲ့ပြီးဖြစ်ပါတယ်အရင်ကမိထက်လူကအကင်ပြည်နယ်မှာမူဖားခဲ့သူတယောက်လို့သာသိကြတာကများပါတယ်အခုလိုမျိုးချမ်းသာကြွယ်ဝတဲ့မိဘအတိုင်းဝိုင်းရာထူးကုံရှင်ကြီးတဲ့ဒုတိယဗိုလ်မှူးကြီးတယောက်ရဲ့သမီးဖြစ်ပေမဲ့မိထက်လူကတော့အဆင့်တန်းမခွဲကြပဲကိုပိုင်အရေးချင်းနေတဲ့ကြိုးစားနေသူဖြစ်ပါတယ်မိထက်လူကငယ်စဉ်ကတည်းက International School မှာတက်ခဲ့တာကြောင့်လည်းဘောလုံးအားကစားကိုတော့ကြကြနာနာသင်ယူခွင့်မရရှိခဲ့တာကတော့အမှန်ပါပဲဝါသနာအရန်ပါတာကြောင့်ကျောင်းမှာဝင်ရောက်ကစားရင်းနဲ့ပဲအခုလိုမျိုးထူးချွန်လာခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ U6 တဲမှာအရွေးခံရတဲ့ချိန်မှာတော့မိထက်လူကအသက်73နှစ်သာရှိသေးတဲ့အရွယ်ပဲဖြစ်ပါတယ်။ဒီအရွယ်ကလေးကမိဘအရှိန်ဝါမပါပဲအရေးချင်းပါသူဆိုတာသိတာပါတယ်နော်။ဒါကြောင့်ကိုပိုင်အရေးချင်းကိုအသုံးချပြီးတော့ကြိုးစားနေတဲ့မိထက်လူကိုပြည်သက်တွေကတော့အားပေးနေကြတာကများပါတယ်။မိထက်လူလိုမျိုးပညာရေးဘက်မှာသာမကအားကစားဘက်မှာပါထူးချွန်တဲ့သူဆိုတာကဒီဘက်ခက်မှာရှိကြပါလိမ့်မယ်။ဒါပေမဲ့ရှားသွားပါပြီရှင်။ဒါပြင်မိထက်လူကအရာရှိကြီးသမီးဆိုပြီးတော့ဂုံမောက်မှန်တက်နေတာမျိုးမရှိပဲအားလုံးကတန်းတူဆက်ဆံတတ်တယ်လို့သူမဝါသနာပိုင်းအလုပ်တွေကိုသာပို့ပြီးတော့အောင်မြင်အောင်ဒီဇိုင်းမဲ့ကြိုးစားနေတာကိုတွေ့ရပါတယ်။အခုဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့မိထက်လူရဲ့ဖခင်ကဒုတိယဗိုလ်မှူးကြီးတယောက်ဆိုတဲ့သတင်းကိုသိပြီးတဲ့နောက်မှာပြည်သက်ကြီးတို့ကရောမိထက်လူကိုဆက်ပြီးတော့အားပေးမှလားဒါမှမဟုတ်အားမပေးတော့ဘူးဆိုတဲ့အဖွဲ့ထဲမှာပါသွားလားဆိုတာလည်းပြပြပေးခဲ့ကြပါအောင်ရှင်။